မြန်မာရီလိုချင်နေတဲ့ရွှေတစိမ့်စုကိုဒီနှစ်စီးကိန်းမှာရရှိအောင်စွမ်းဆောင်ပေးသွားမယ်ဆိုတဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းပြည်သက်ကြီးထိုင်းနိုင်ငံမှာကျမမဲ့33ကြိမ်မြောက်စီကွင်းကိုတော့ဒီဇင်ဘာလ9ရက်မှာစတင်ပြီးတော့ဖွဲ့လက်မှာဖြစ်ပြီးဒီဇင်ဘာလ20ရက်နေ့အထိကျင်းပသွားတော့မှာဖြစ်ပါတယ်။ထိုင်းစီကိန်းပြိုင်ပွဲကြီးမှာဆိုရင်တော့နိုင်ငံပေါင်းစုံကအားကစားနည်းစုစုပေါင်း54မျိုးနဲ့ကျင်းပသွားမှာဖြစ်ပြီးမြန်မာနိုင်ငံအနေနဲ့ကတော့အားကစားနည်း38မျိုးနဲ့ပါဝင်ရှင်ပြိုင်ကစားသွားမယ်လို့သိရပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့ရှင်ပြိုင်မှုကတော့မနေ့ပြန်ဒီဇင်ဘာ9ရက်မှာစတင်မှာဖြစ်ပါတယ်ရှင်။ဒီဇင်ဘာ9ရက်နေ့မှာတော့ဖိလစ်ပိနဲ့မြန်မာအမျိုးသမီးတို့ကအုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ရှင်ပြိုင်ကစားသွားကြတော့မှာပါ။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းမှာပြည်သက်ချစ်တော်ဝင်းသိန်းကြီးထွန်းကလည်းထိုင်းနိုင်ငံမှာအသင်းနဲ့အတူပူးပေါင်းနေပြီဖြစ်ပါတယ်။ဝင်းသိန်းကြီးထွန်းရဲ့ခြေစွမ်းကိုတော့ပြည်သက်တို့အားလုံးလည်းသိပြီးလောက်ပါပြီနော်။ဝန်ထမ်းကြီးထွန်းကပြီးခဲ့တဲ့ AFF Women Championship ပွဲစဉ်မှာဆိုရင်လည်းမြန်မာလက်ရွေးစင်မျိုးသမီးအသင်းအတွက်အရန်ကိုအားထားရတဲ့ကစားသမားတူဖြစ်ခဲ့တာပါမြန်မာလက်ရွေးစင်မျိုးသမီးအသင်းကိုသူ့ရဲ့သွင်းကိုယ်တွေနဲ့ final ထိရအောင်လို့ပို့ဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားကောင်းတူဖြစ်ခဲ့ပါတယ်ဒါ့အပြင်အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ဝန်ထမ်းကြီးထွန်းကဂိုးအများဆုံးသွင်းယူပြီးတော့ရွှေဖနက်စုရရှိတဲ့အထိကိုထူးချွန်ပြောင်မြောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်အခုရှေ့တန်းမှာကစားကြမယ့်ကစားသမားတွေကတော့ဝန်ထမ်းကြီးထွန်းအပြင်မိထက်လူစံတော်မြတ်နိုးခင်ရွှေထွန်းတို့ကလည်းပေါင်ကစားသွားကြမှာဖြစ်ပါတယ်ဝန်သိကြီးထွန်းအန်ကတော့ဒီနေ့စီးကိန်းမှာမြန်မာရီလိုချန်နဲ့ရွှေတစိမ့်စုကြီးကိုရအောင်ကြိုးစားပြီးတော့ပြန်လာခဲ့မယ်လို့လည်းပြောထားပါတယ်ဝန်သိကြီးထွန်းအနေနဲ့ကိုယ်တိုင်လည်းဂိုးတွေသွင်းယူနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့သူ့ရဲ့အသင်းဖော်တွေအတွက်ဂိုးတွေသွင်းနိုင်အောင်လည်းဖန်တီးပေးသွားမယ်လို့ဆိုပါတယ်ပြိုင်ဘက်အသင်းတွေကိုလည်းစီစီလုံးလုံးနဲ့အသင်းဖွဲ့စိတ်သက်အပြည့်နဲ့ရှင်ပြိုင်ကစားသွားမယ်လို့ပြောပါတယ်ရှင်ဝန်သိကြီးထွန်းကတော့မြန်မာမျိုးသမီးလက်ရွေးစင်အသင်းအတွက်မရှိမဖြစ်ကစားသမားတူလို့လည်းပြောရမှာပါမြန်မာမျိုးသမီးလက်ရွေးစင်အသင်းကတော့အုပ်စုခမှာဗီယက်နမ်ဖိလစ်ပင်းမလေးရှားအသင်းတို့နဲ့တအုပ်စုထဲတက်ရောက်နေတာကြောင့်ပွဲကျတယ်လို့ပြောရပါမယ်အုပ်စုဖွင့်ပွဲစဉ်အဖြစ်ဒီဇင်ဘာ9ရက်မနက်ဖြန်မှာတော့ဖိလစ်ပင်းအမျိုးသမီးအသင်းနဲ့ညနေ3နာရီခွဲမှာပွဲဥထွက်ရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ခွန်အားညံအားရှိသမျှအစွမ်းကုန်ထုတ်သုံးပြီးတော့စူးစမ်းသွားမယ်ဆိုတာကတော့သိကြပါတယ်နော်ဒါကြောင့်လဲပြည်သက်တို့အနေနဲ့ကိုယ်နဲ့အထိလာရောက်အားပေးနိုင်နေဆိုရင်လည်းလာရောက်အားပေးကြဖို့အတွက်မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကတောင်းဆိုထားပါတယ်။ဝန်သိကြီးထွန်းအနေနဲ့မလေးရှားကလပ်မှာဆိုရင်တော့ကိုယ်တိုင်ဂိုးသွင်းမှရမယ်အနေထားဆိုပေမဲ့ဒီပြိုင်ပွဲမှာတော့ကိုယ်တိုင်လည်းဂိုးသွင်းနိုင်အောင်စူးစမ်းမှဖြစ်တဲ့ပြင်အသင်းပေါ်တွေကိုလည်းဂိုးသွင်းနိုင်အောင်ဖန်တီးပေးသွားမယ်လို့ဆိုပါတယ်။ယုံကြည်မှုခိုင်မာစွာနဲ့ပဲမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကတော့ဒီနှစ်စီးကိန်းမှာမြန်မာပြည်သက်တွေလူချင်းနေကြတဲ့ရွှေတစိမ့်စုကြီးကိုအရယူလာပေးဖို့အတွက်ရာနှုန်းပြည့်အပြည့်ဝစူးစမ်းသွားမယ်လို့လည်းဆိုထားပါတယ်။မိထက်လူလည်းအမေရိကန်ကနေတဆင့်ထိုင်းနိုင်ငံမှာမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့အတူပူးပေါင်းပါဝင်နေပြီဖြစ်ပါတယ်။ဒီလိုမျိုးပြည်သက်တွေချစ်ခင်အားကိုးရတဲ့တိုက်စစ်မှုကောင်းတွေပါဝင်လာကြောင်းလည်းဒီနှစ်စီးကိန်းကတော့ရွှေတစိမ့်စုကိုပြည်သက်တွေကတော့မျှော်လင့်နေကြပြီဖြစ်ပါတယ်။ရွှေမရတာလည်းကြားပြီးဖြစ်လို့မြန်မာပြည်သက်တွေအတွက်တော့တကယ်ကိုမျှော်လင့်ထားတယ်ဆိုတာကတော့အမှန်ပါပဲ။ရှုံးလာနိုင်တာထက်ပြည်သက်တွေကတော့အားပေးကြမယ်ဆိုတာကတော့အသေးချပါပဲရှင်။ဟုတ်ကဲ့ပါမနေ့ပြန်မှာရှင်ပြိုင်ကစားမယ့်မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ဖိလစ်ပိအမျိုးသမီးလက်ရွေးစင်အသင်းတို့ရဲ့ပွဲရလက်နဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရောဘယ်လိုမျိုးခံမှန်းထားပါလဲခံမှန်းချက်လေးတွေရှိတယ်ဆိုရင်လည်းအောက်က comment မှာရေးသွားပေးခဲ့ကြပါအောင်နော်